အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့နားမကျတဲ့ဖားဆိုတဲ့ပုံမြင်လေးကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်အားလုံးပဲနားဆင်ပေးကြပါအောင်ရှင်တခါတော့ကဖားတွေနေတဲ့တိုင်းပြည်ကြီးတစ်ခုမှာပြိုင်ပွဲလေးတစ်ခုကျင်းပတဲ့အဲ့ဒီပြိုင်ပွဲကိုအနေနဲ့ရရက်ကဖားမျိုးနယ်စုတွေအများအပြားဝင်ရောက်ရှင်ပြိုင်ကြတာပေါ့ကွယ်ပြိုင်ပွဲကရိုးရိုးကလေးပါပဲတောင်ကုန်းလေးတစ်ကုန်းရှိတယ်အဲ့ဒီတောင်ကုန်းထိပ်ပေါ်ကိုတက်နိုင်တဲ့ဖားဟာနောက်ဆုံးအနိုင်ရသူလို့သတ်မှတ်ခြင်းခံရမယ်။သူရဲကောင်းဖားတကောင်ဖြစ်ဂုဏ်ပြုခြင်းခံရမယ်ပေါ့ကွယ်။တခုရှိတာကအဲ့ဒီတောင်ကုန်းကိုတက်မဲ့လမ်းဟာအရန်ချောတာမို့အောက်ကိုပြုတ်ကျပြီးရှုံးညင်ရှုံးသွားနိုင်တယ်။လမ်းကြောင်းကလည်းအောက်ကိုပြုတ်ကျဖို့အလားလာပုံများနေတာကြောင့်တော်ရုံအနိုင်ရဖို့ဆိုရင်မနေစူးစမ်းယူရမှာပါတယ်ကွယ်။ဒီတစ်ခါပြိုင်ပွဲဝင်ဖားတွေကစင်ကျင်ပေးကြတဲ့ဒီနေရာကိုဘယ်လိုလုပ်ပြီးတက်လို့ရမှာလဲအဲ့လောက်ခက်ခဲနေရင်မပြိုင်ဘူးကွာပြိုင်ပွဲကနေလုံးဝနှုတ်ထွက်တယ်ကွာဆိုပြီးပြိုင်ပွဲဝင်တဲ့ဖားတချို့ပြိုင်ပွဲကနေနှုတ်ထွက်သွားကြတဲ့ကွယ်ဒါပေမဲ့တကောင်သေးသောဖားကသာအဲ့ဒီတောင်ကုန်းပေါ်ကိုတရွေ့ရွေ့ကလေးတက်ပြီးတော့တောင်ထိပ်ကိုတက်ပြနိုင်ခဲ့တယ်အဲ့ဒါကိုပဲပြိုင်ပွဲပုံစံကိုသဘောမကျလို့စောစောတုန်းကနှုတ်ထွက်သွားကြတဲ့ဖားတွေဟာတောင်ပေါ်တက်ပြသွားတဲ့ဖားကိုကြည့်ရင်တက်အံ့တော်ဖြစ်နေကြတာပေါ့ကွယ်သူကဘာကောင်မှုလို့လဲဘလို့မော့အစွမ်းတွေတက်ထားလို့လဲစသဖြင့်ဖားအချင်းချင်းကြားမှာဝေဖန်တန်တွေစူညံတန်တွေပွက်လောရိုက်ပြီးပြောစရာစကားဖြစ်လာတာပေါ့ကွယ်ဒီတစ်ခါတောင်ပေါ်ရောက်သွားတဲ့ဖားရဲ့အကြောင်းကိုသိတဲ့ဖားတစ်ကောင်ကဝေဖန်နေကြတဲ့ဖားတွေကိုအခုလိုပြောပြပါတယ်ကိုကောင်တို့ရေအဲ့ဒီဖားကမွေးရပါနားပင်းနေတာခုနတော့ငါတို့နှုတ်ထွက်တာကိုဘာဖြစ်လို့နှုတ်ထွက်မှန်းသူမသိလို့အခုလိုအနိုင်ရသွားတာတကယ်လို့သူကသာနားကြခဲ့မယ်ဆိုရင်အခုလိုတက်နိုင်မယ်မထင်ဘူးဗျဟုတ်ကဲ့ပါဒီပုံမြင်တွေကလိုပဲနားမကြတဲ့ဖားလေးတစ်ကောင်လိုပဲတခါတလေကျမတို့ရဲ့ဘဝမှာအပြတ်သဘောဆောင်တဲ့ဝေဖန်မှုပေါင်းစုံတွေ့ကြုံနိုင်ပါတယ်။နောက်ပြီးလူတွေကသူတို့မလုံနိုင်ဘူးလို့ထင်တဲ့အရာမှန်သမျှကိုအခြားသူတွေကိုပါမလုံနိုင်အောင်ဆွဲချတတ်တဲ့အကျင့်လည်းရှိနေတတ်ကြပါတယ်။ဒါကြောင့်ဘဝတစ်ခုကိုထီထီမမရှင်သန်ရက်တည်တဲ့အခါနားမကြတဲ့ဖားတကောင်လိုကျင့်သုံးပြီးမလိုအပ်တဲ့ဝေဖန်ပြောဆိုတမ်းတွေကိုမကြားကျင်အောင်ဆောင်တတ်ဖို့လည်းလိုပါတယ်ရှင်။ဘယ်သူပါပြောဘာလို့မလို့ကိုလှုပ်ရှားရှိတာကိုဖြောက်တန်းရဲဝံ့လုပ်ဖို့အင်မတန်အရေးကြီးတယ်ဆိုတာကိုဒီပုံမြင်လေးကနေသင်ခန်းစာရပါတယ်။ဟုတ်ကဲ့ပါကျမတို့ရဲ့ဘဝမှာလည်းအရေးမပါတာတွေကိုအရာမပေးမိဖို့အရာပေးမိရင်ဘယ်တော့မှအောင်မြင်မှုကိုရနိုင်မှာမဟုတ်ဘူးဆိုတာလေးကိုဒီနားမကြတဲ့ဖားပုံမြင်လေးကနေပြီးတော့မှသင်ခန်းစာရလိုက်ပါတယ်ရှင်။နားဆင်ပေးကြတဲ့စာပေကျေးဇူးများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။စာဖတ်ခြင်းပြေဘဝမြင့်တဲ့သူများဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ရှင်။ကျွန်မကတော့သေတုဒ္ဒဟောင်းစစ်ဖြစ်ပါတယ်။